တဲ့မဲ့အပိုင်းလေးကကြတော့ revision ဖြစ်တဲ့အတွက် M5 မှာကိုတွေကြက်ခဲ့ဘူးတဲ့ mass နဲ့ပတ်သက်တဲ့စကားလုံးလေးတွေ career လေးတွေကိုတစ်ချက်လောက်ပြန်ပြီးတော့နှွေးမယ်။ဘာဖြစ်လဲဆိုတော့ M4 ရောက်ရင်အဲ့ဒီစကားလုံးတွေကမြင်ရမှာအဲ့ဒီတော့မရင်းနှီးပဲဖြစ်နေမှာဆိုလို့ရင်းနှီးလေးဖြစ်အောင်လို့ပြန်ပြီးတော့နှွေးကြမယ်နော်။အဲ့တော့ပထမဆုံးတွေ့ရလေးအရင်ဆုံးကြည့်ကြမယ်။အဲ့တော့ပထမဆုံးတွေ့ရမှာရင်းနှီးပြီးသားလေးပဲတစ်ချက်လောက်ပြန်နှွေးလိုက်ရုံပဲနော်။ကို M5 တော့ကြက်ခဲ့ရဲ့ထဲမှာမှတ်ကောမှတ်မိရဲ့လားဒါလေးတွေပြန်ပြီးတော့နားထောင်ကြည့်နော်။အဲ့တော့ပထမဆုံးတစ်လုံးလေးစမ်းစစ်ဆိုပြမယ်။အဲ့တော့သူကဗာလေးရေးထားလဲဆိုတော့ okimas အဲ့တော့ okimas ဆိုတာကအိယာထားတယ်ဆိုရဲအဓိပ္ပာယ်အဲ့တော့သူ့ရဲ့စံကျင်ပန်းနောက်တစ်လုံးလေးရှိမယ် nemas အဲ့တော့ nemas ဆိုတာကအိတ်တယ်ဆိုရဲအဓိပ္ပာယ်လေးနောက်တစ်ခုကကြတော့ hatarakimas hatarakimas အဓိပ္ပာယ်ကအလုံးလုံးတယ်ဆိုရဲအဓိပ္ပာယ်လေးအဲ့တော့အလုံးလုံးပြီးသွားရင်အနားယူရဆိုရင် yasumimas လို့ခေါ်တယ်Yasumimas အဲ့တော့ Yasumimas ကိုကပိတ်ရက်အနားယူခြင်းအနားရက်လို့ပြောခြင်း holiday ပေါ့ဒါဆိုရင် Yasumi လို့လည်းပြောလို့ရတာသိထားရမယ်ဟုတ်ပြီနော်အဲ့တော့တစ်လုံးကြက်ရုံနဲ့အဓိပ္ပာယ်နှစ်မျိုးလေးထွက်သွားမယ်နော် Yasumimas ဆိုရင်အနားယူသည်ဆိုရဲ career လေးတကယ်လို့ mas ကိုဖြုတ်ပြီး Yasumi ပဲဆိုရင်ပိတ်ရက် holiday လို့တာမှတ်ထားလိုက်ကိုယ့်ရဲ့ပိတ်ရက်ကို Yasumi လို့ခေါ်တာနော်နောက်တစ်ခုလေးကြည့်မယ်နောက်တစ်ခုကBenkyo shimasu အဲ့တော့ Benkyo shimasu ကကြတော့စာလိလာရဲဆိုတဲ့အဓိပ္ပာယ်လေးအဲ့တော့ M5 တော့ကြက်တော့ဆိုရင်ဖတ်စာအုပ်ထဲမှာတွေ့လိုက်မယ်ပြန်ကြည့်ရင်အဲ့မှာဆိုရင်သူကရေးထားတာအများကြီးပဲ Benkyo shimasu ကိုမြန်မာလိုရေးထားတာအဲ့တော့စကားလုံးတစ်လုံးကိုစမ်းစစ်တော့အခု M4 မှာလည်းခိုတိုပါတွေတွေ့လိုက်မယ်အဲ့ခိုတိုပါတွေမှာဆိုရင်မြန်မာလိုအဓိပ္ပာယ်တွေအများကြီးရေးထားတာမျိုးတွေတွေ့ရလိမ့်မယ်အဲ့လိုမျိုးအများကြီးရေးထားတဲ့ဟာကိုသွားပြီးတော့မဖတ်နေနဲ့ဘလို့ကြက်မလဲဆိုတော့ခိုတိုပါကြင်ကြက်နည်းရှိတယ်ဘယ်လိုလဲဆိုတော့ကိုကြက်လိုက်တဲ့ဂျပန်လို့တစ်ခုလေးစကားလုံးလေးတစ်ခုလေးပေါ့အဲ့ဒီစကားလုံးတစ်ခုမှာအဓိပ္ပာယ်တွေအများကြီးကိုယ်နေတာကိုမကြက်ဘူးအနှစ်ချုပ်ကလေးပဲမှတ်လိုက်ဥပမာဆိုရင်ဒီမှာဆိုရင် Benkyo shimasu ဆိုရင်သူကစာလေးလာတယ်ဆိုပြီးတော့အမှဖတ်စာအုပ်ထဲမှာရေးထားလိမ့်မယ်ဒါကိုကိုတွေကဘယ်လိုတောင်မှတ်လို့ရလဲဆိုတော့စာကြက်တယ်စာမှတ်တယ်အဲ့လိုလေးကြီးတယ်ကိုယ့်ကိုခွဲပြီးတော့ကြက်ကြည့်နော်ကိုမှတ်မိရင်ရပြီဖတ်စာအုပ်ထဲမှာရေးထားတဲ့တပုံစံတိုင်းကိုတွေကြက်စရာမလိုဘူးဒီစကားလုံးကဘလို့အဓိပ္ပာယ်လဲအပြင်လက်တွေ့မှာဘလို့သုံးလဲဆိုတာဒါလေးသိရင်ရပြီနော်အဲ့လိုလေးကြက်မယ်နော်ခိုတိုပါတစ်လုံးကြက်တဲ့အခါကျရင်နောက်တစ်ခုက owarimas owarimas ဆိုတာပြီးဆုံးနေဆိုရဲအဓိပ္ပာယ်လွယ်လွယ်လေးတွေပဲ owarimas ပြီးဆုံးနေနောက်တစ်ခုက ikimas ဆိုတာသွားတယ်တဲ့အဲ့တော့ဟုတ်ပြီအဲ့တော့ဒါတွေကကြတော့အခန်းငါ M5 အခန်းငါမှာတော့သုံးခဲ့တဲ့စကားလုံးလေး ikimas သွားသည်kimas လာသည်ခါedimas ပြန်လာသည်ဆိုရဲစကားလုံးလေးတွေဒါလေးတွေဒါ M5 အခန်းမဟုတ် sorry M5 ရဲ့အခန်း5လေးမှာတွားကြည့်အပေါ်ဆုံး3လုံးပဲတွေ့မှာဒီစကားလုံးလေး3လုံးနောက်တစ်ခုဆက်ကြည့်မယ်တာဘေးမဆိုရဲစကားလုံးလေးတာဘေးဖြစ်မှာเนาะဒါ hey ဖြစ်နေလို့ဒါတန်ကြံခဲ့တယ်တာဘေးမဆိုတာစားသည်ဆိုရဲစကားလုံးလေးသူ့ရဲ့ဆန့်ကျင်ဘက်တောက်မယ်ဆိုရင် nomimas လို့ခေါ်မယ် nomimas nomimas ဆိုတာတောက်သည်နောက်တစ်ခုရှုတယ်တဲ့ရှုတယ်ဆိုတာကဆလိတ်တွေပါတွေတောက်တဲ့နေရာမှာသုံးတာ suimas ဆိုရဲစကားလုံးလေးsuimas suimas ဆိုတာရှုတာဥပမာဆလိတ်တောက်သည်လို့ပြောချင်tabaco suimas ဆိုရဲဒီလိုလေးသုံးတာเนาะအဲ့ဒါဆိုရင်ဆလိတ်တောက်တယ်ဆိုရဲနေရာမှာသုံးတယ် suimasနောက်တစ်ခုက mimas ဆိုတာကကြည့်တယ်အဲ့တော့ကြည့်တယ်ဆိုတာ TV ကြည့်တယ်လည်းပြောလို့ရတယ်ရှုခင်းကြည့်တယ်လို့လည်းပြောလို့ရတယ်ဘောလုံးပွဲကြည့်တယ်လို့လည်းပြောလို့ရတဲ့နေရာမှာသုံးတာ mimasနောက်တစ်ခုက kikimas အဲ့တော့ kikimas ကကျတော့နားထောင်သည်ဆိုရဲစကားလုံးလေးအဲ့ဒီ kikimas ကနှစ်မျိုးအဓိပ္ပာယ်ထွက်တယ်နားထောင်တယ်လို့လည်းပြောလို့ရတယ်လို့မေးမြန်းတယ်လို့လည်းခေါ်လို့ရသေးတယ်အဲ့တော့မှတ်ထား kikimas ဆိုရင်နားထောင်တယ်တရှင်းနားထောင်တယ်သုံးလို့ရတယ်မေးမြန်းတယ်ဒါစာရီပါတွေမေးမြန်းတဲ့အခါမှာသုံးတယ် kikimas လည်းသုံးမယ်เนาะအဓိပ္ပာယ်နှစ်မျိုးရှိမယ်နောက်တစ်ခုက yomimas ဆိုတာဖတ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖတ်တယ်စာဖတ်တဲ့နေရာမှာသုံးတဲ့ yomimas ဆိုတဲ့စကားလုံးလေးနောက်တစ်ခုက kakimas ဆိုတာရေးသည်တဲ့သူကကျတော့စာရေးတဲ့နေရာမှာသုံးတဲ့ kakimasနောက်တစ်ခုသူ့ရဲ့နည်းနည်းလေးခက်ဆင်ဆင်က kaimas အဲ့တော့ kaimas ဆိုတာဝယ်သည်ဆိုတဲ့အဓိပ္ပာယ်လေးဒါကြတော့ဈေးတွေဘာတွေကိုဝယ်တာမျိုးတတိတွေဘာတွေဝယ်တာမျိုးမှာသုံးတဲ့ kaimas ဒါဒီကခနဲ့စာတဲ့စကားလုံးလေးတွေ kakimas ကစာရေးတယ် kaimas ကဝယ်တာ
နောက်တစ်ခုကကြတော့တိုးဒီ must တိုးဒီ must ကကြတော့ယူတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြတော့ပစ္စည်းယူတဲ့နေရာမှာသုံးတဲ့တိုးဒီ must ဆိုတဲ့စကားလုံးလေးဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒါလေးကတစ်မျက်နှာလေးပြီးမယ်နောက်ထပ်တစ်မျက်နှာလေးဆက်ကြည့်မယ်